but the past perfect continuous နဲ့ past perfect simple ပေါ့နော် past perfect you use past perfect နဲ့ past perfect continuous ရဲ့ကွဲပြားပုံလေးကိုတစ်ချက်လောက်ကြည့်အောင်ဒါဆိုရင် past perfect past perfect continuous they had been ပေါ့နော် they had been waiting for the bus for 45 minutes before the bus arrived ပေါ့နော်ဒါဆိုရင်တော့ past ဒါကကျတော့ past perfect continuous ပေါ့နော်ဒါကကျတော့ past perfect simple past perfect you ပေါ့နော် past perfect tense they had waited for the bus for 45 minutes before the bus arrived ဆိုတော့ဒီဟာပါကွာသွားလဲဆိုရင်ဒီနားမှာတုံးတဲ့ verb ကလေးကကွာသွားတယ်ဆိုတော့အဲ့လိုကွာသွားတဲ့အလျောက်သူဆိုလို့ရှင်တဲ့သူဦးစားပေးပြောရှင်တဲ့အတိတ်ဘေးလေးနည်းနည်းကွာသွားတယ်ပေါ့နော်ဘယ်လိုကွာလဲဆိုရင်ဒီ past perfect ကကြတော့ action တစ်ခုရှိတယ် action တစ်ခုရောက်လာတယ်ဆိုတော့ action နဲ့စောင့်နေတယ်ဆိုတော့ action ဒီ action ကပဲ action ကို action ဖြစ်သွားတာလေတူရိုးလေးပဲ action ဖြစ်သွားတာလေဆိုပို့ပြီးတော့မှအသားပြီးပြီးတော့ပြောရှင်တယ်ပေါ့နော်ပြောရှင်တယ်ဆိုလို့ရှိရင်တော့ past perfect ကိုသုံးတယ်ဒါမှမဟုတ်ပဲねသူစောင့်လာနေတာတော်တော်လေးကြာနေတယ်ပေါ့နော်သူ action လေးကိုလုပ်နေတယ် action ကသူ့ရဲ့ action ကကြာချိန်လေးပေါ့နော်ဒီ length လေးကနည်းနည်းပိုကြာတယ်လို့အဲ့လိုမျိုးလေးပြောရှင်တယ်ဆိုလို့ရှိရင်တော့ past perfect continuous ကိုသုံးတယ်ပေါ့နော် past perfect နဲ့ past perfect continuous ကနောက်ဆုံးနေနဲ့ပြောမယ်ဆိုလို့ရှိရင် past perfect ရော perfect ကကြတော့ဘယ်ဟာကဘယ် action ကဘယ် action ထဲအရင်ဖြစ်တယ်ဆိုရိုးလေးပဲပြောရှင်တယ်ဒီအချိန်ပေါ့နော်ဒီ duration ကိုအဲ့လောက်ထိအသားပေးပြီးတော့မပြောရှင်ဘူးဆိုလို့ရှိရင် past perfect tense ကိုသုံးမယ်ပေါ့နော်တကယ်လို့ကိုကမဟုတ်ဘူး action တစ်ခုကိုလုပ်အရင်တော့ဖြစ်တယ်ဒီ action ကအရင်ဖြစ်တယ်ဒီ second action နဲ့အရင်ဖြစ်တယ်ဒါပေမဲ့ဒီ action ဖြစ်တာနဲ့ပိုကြာတယ်ဆိုတော့ကြာချိန်လေးကိုပြောရှင်တယ်ဆိုလို့ရှိရင် past perfect continuous ကိုသုံးတယ်ပေါ့နော်မြန်မာလိုဆိုလို့ရှိရင်ဘယ်လိုကွာသွားမလဲမြန်မာလိုဆိုလို့ရှိရင်တော့ဒီ past perfect continuous ဆိုလို့ရှိရင်သူတို့ကဒီ bus ကားမရောက်ခင်မှာ bus ကားကိုစောက်လာတာ45မိနစ်လောက်ရှိတယ်အဲ့လိုမျိုးစောက်လာတာ45မိနစ်လောက်ကြာသွားတယ်ဆိုလိုမျိုးပြောတာပေါ့နော်ဒါကကြတော့ဒီ past simple ခါကြတော့ past perfect ခါကြတော့သူတို့ကဒီ bus ကားမရောက်ခင်မှာ bus ကားကို4နာရီလောက်သူတို့အရင်စောက်ခဲ့တယ်အဲ့လိုပြောတာပေါ့နော်အဲ့လိုနည်းနည်းလေးကွာအတုံးမြန်မာစကားမှာလည်းနည်းနည်းကွာဆိုအင်္ဂလိပ်စကားမှာလည်းဒီလိုမျိုးနည်းနည်းလေးကွာတယ်ပေါ့နော်ဆိုတော့ not တစ်ခုစကြည့်အောင်ဒါသူရဲ့အတုံးလေးပေါ့ဒါကကြတော့ happen first ကိုပြောတာပေါ့နော်ဘယ်ဟာအရင်ဖြစ်သွားလဲဆိုတော့ပို့ပြီးတော့မှ focus လုပ်ရှင်တာပေါ့နော်So now sentence လေးကြည့်အောင် they had been waiting for the bus for 45 minutes before the bus arrived ဆိုတာဒါ past perfect continuous အဲ့တော့ continuous နဲ့ tense နဲ့နိုင်ရှင်ကြည့်အောင် continuous တဲ့ဆိုရင်ဘယ်လိုသုံးပါလဲဆိုရင် they were waiting for the bus when I was running to the bus stop ပေါ့နော်ဒါကြတော့ parallel action ပေါ့ parallel action ဖြစ်တယ်ဒီငါ bus ကားစီကိုပြေးလာနေတဲ့အချိန်မှာသူတို့ကလည်း bus ကားကိုစောင့်နေရပေါ့နော်အဲ့တော့ action တစ်ခုတစ်ပြိုင်နက်တည်းဖြစ်တယ်ဆိုရင်ဒီ continuous နဲ့ကိုသုံးတယ်အဲ့လိုမဟုတ်ဘဲနဲ့ကြာချိန်လေးကိုပြောချင်တယ်ပေါ့နော်ဒီစောင့်နေတာဆိုတဲ့ action ကဒါကကြတော့ behavior ကိုပြောတာပေါ့သူတို့ဘာလုပ်နေတာလဲပေါ့ဘာလုပ်နေတာလဲပေါ့သူတို့ရဲ့အပြုအမူကသူကစောင့်နေတယ်ဆိုတဲ့အပြုအမူသူပြုလုပ်နေတယ်ပေါ့နော်အဲ့လိုမျိုးပြောတာဒီကကြတော့ဘာလုပ်နေတာလဲကိုပြောချင်တာပြောတယ်ဘာလုပ်နေတာလဲစောင့်နေတယ်ဒါပေမဲ့စောင့်နေတဲ့ကြာချိန်ကိုသူကပူစာပေးပြီးတော့ပြောချင်တာပေါ့နော်ဆိုအဲ့လိုမျိုး